အခုလာမဲ့1388ခုနှစ်ထဲမှာတနင်္လာသားသမီးတွေကန်ကောင်းကျင်နေဆိုရင်ဘာလို့ရမှာလဲအဲ့ဒါလို့ရမယ့်ရေရာလေးတွေပြောပါဆိုတဲ့အခါကျကျွန်တော်ပြပေးမယ်အဲ့တော့နံပါတ်1တနင်္လာသားသမီးတွေဟာဘင်္ဂအိဌာနမှာရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မဖြစ်မနေသူ့ရဲ့နန်းစားကိုစားဖြစ်တဲ့ငါးလွတ်တာတွေနှက်လွတ်တာတွေမဖြစ်မနေလုပ်ပေးရမှာဖြစ်ပါတယ်ပြီးတော့တဲ့အခါကျလို့ရှိရင်လမ်းဘေးခွေးတွေကိုအစာကျွေးတာမျိုးတွေမဖြစ်မနေလုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဘုန်းကြီးယဟန်တန်ကမိဘဆရာသမားတွေအသုံးပြုတဲ့အိမ်သာကုရီနေနော်မဖြစ်မနေစီကြော်တန့်စင်ပေးရမှာဖြစ်ပါတယ်ပြီးတော့တဲ့အခါကျရင်လမ်းတွေကိုပြုပြင်ပေးတာမျိုးတွေကျောင်းကန်တွေပြုပြင်ပေးတာမျိုးတွေနော်ဒါဘုန်းကြီးကျောင်းတွေမှာပြီးတော့တဲ့အခါကျလို့ရှိရင်ဖျားကျောင်းကန်တွေမှာအမိုက်လဲကုသိုလ်တွေမဖြစ်မနေပြုပေးရမှာဖြစ်ပါတယ်ဒီလိုပြုလိုက်မယ်ဆိုလို့ရှိရင်တနင်္လာသားသမီးတွေဟာအပြတ်မတည်ငြိမ်ပြောင်းလဲလှုပ်ရှားမှုဆိုတဲ့အညံ့ခိုက်ဘေးကနေမုတ်ချလွတ်သွားမယ်ဆိုတဲ့ကံမျိုးကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်တခါနောက်တစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့တနင်္လာသားသမီးတွေနဲ့ကျမ်းမာရေးဆရာနဲ့ပတ်သက်ပြီးတော့အလွန်အင်မတန်မှကိုကံကောင်းကျင်တယ်ဆိုလို့ရှိရင်အပြင်အာယူကျိုးလို့ခေါ်တယ်နော်လိမ္မော်သီးလိမ္မော်ရီပြီးရင်တစ်သီးစုံအဲ့ဒါတွေကိုမဖြစ်မနေမြတ်စွာဘုရားကိုကျိုးအတက်အဖြစ်လှူဒန်းပေးရမှာဖြစ်ပါတယ်လိမ္မော်ရီရဲ့ပြီးသွားတဲ့အခါကျရင်တစ်သီးစုံရဲ့ကိုမဖြစ်မနေမြတ်စွာဘုရားကိုလှူဒန်းပေးရမှာဖြစ်ပါတယ်တခါနောက်တစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့အတွန်းအာယူကျိုးအနေနဲ့မိဘဆရာသမားယဟန်တန်ဃာတွေကိုဖက်နှက်တွေလှူဒန်းပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဖက်နှက်တွေမဖြစ်မနေလှူဒန်းပေးပါဒါဆိုလို့ရှိရင်အခုလာမဲ့1388ခုနှစ်ထဲမှာတနင်္လာသားသမီးတွေညံ့ပါတယ်ဆိုတော့တနင်္လာသားသမီးတွေဟာကံကောင်းပါတယ်ဆိုတော့တနင်္လာသားသမီးတွေဖြစ်နေပြောင်းလဲပြီးတော့အစတရားအားလုံးအစင်ပြေသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုကျွန်တော်ပြောပြသွားတဲ့ရေရာလေးတွေကိုမဖြစ်မနေလေချာလေးလှုပ်ဆောင်သွားဖို့အကြံပေးလိုပါတယ်